ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီလိုမျိုး industry and robot တွေကိုစပြီးတော့လုပ်ဖို့အတွက်ကျွန်တော်တို့ DIY သမားတွေပေါ့နော် DIY အိမ်မှာပဲ robot and robot တွေကိုစပြီးတော့လေ့လာခြင်းတဲ့လူတွေအတွက်ကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်လိုက်တာပေါ့နော်ပထမဆုံး robot တွေ and robot တွေမှာအရေးကြီးဆုံးကဒီ gear တွေပေါ့နော် gear တွေကအားပြင်းတဲ့ gear တွေကိုပို့ပြီးတော့သုံးဖို့လိုတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီဗီဒီယိုမှာဆိုရင်ကျွန်တော်မော်တာကိုနဲမ23လို့ခေါ်တဲ့ပို့ပြီးတော့တို့တခုအပြင်းနဲ့မော်တာကိုသုံးတာတယ်သုံးတာပြီးတော့ဒီ gear box တွေကိုလည်းသုံးတာတယ်ဒီဟာကကြတော့ပို့ပြီးတော့အပြင်းအောင်လုပ်ပြီးတဲ့ gear box တွေပေါ့နော်ဆိုတော့အထက်ထဲမှာဒီသုံးတဲ့ပစ္စည်းတွေဆိုရင် 3D printer နဲ့ထုတ်ပြီးတော့လုပ်ထားတယ်ပြီးတဲ့အခါမှာဒီလိုမျိုးတက်ဆင်နေပေါ့နော်ဒီထဲမှာအဓိကသုံးထားတဲ့ပစ္စည်းတွေဆိုရင် stepper motor တွေရှိမယ် stepper motor ကိုထိန်းတဲ့ drive တွေရှိမယ်ပြီးတဲ့အခါမှာ audio box ရှိမယ်ပြီးရင် power supply ရှိမယ်ဒီကတော့ဒီ motor ကိုထိန်းတဲ့ drive ပေါ့နော်ဒီ drive ကကြတော့ TB 6600 drive TB 6600 drive ကိုသုံးတဲ့အခါမှာသတိထားမယ့်ချက်တွေဆိုရင်motor မှာက pair နှစ်ခုရှိတယ်A plus A minor နဲ့ B plus B minor ဆိုပြီးတော့ pair နှစ်ခုရှိတယ်အဲ့မှာဆိုရင်အများဆုံး motor မှာဆိုရင်ကျိုးကတစ်ချောင်းကျော်ပေါ့နော်တစ်ချောင်းကျော်က pair ဖြစ်တာများတယ်ပြီးရင်သူ့ကိုအဓိကကျွေးရမှာ power က24 volt လိုတဲ့အတွက်ကြောင့်မလို့ power supply ကနေပြီးတော့24 volt သုံးတယ် VCC နဲ့ ground ရှိတယ် power supply VCC ကboard plus board မှာထားပြီးတော့ ground ကတော့ဒီ minus မှာပေါ့နော် minus မှာထားရလိုက်ဒါ motor ရဲ့ drive ကို power ကျွေးနေပြီပေါ့နော်ဒီကတော့ဒီ project မှာဆိုရင်အခြေခံအကျဆုံးဖြစ်တဲ့ဒီ stepping motor တွေနဲ့ audio box ကိုဘယ်လိုထိန်းချုပ်မလဲဆိုတော့ကျွန်တော်လိုမျိုး engineer ပညာရဲ့ကိုဝါသနာပါတဲ့စက်ရုပ် and robot တိဆောက်ခြင်းနဲ့ brother တွေအတွက်ကိုကျွန်တော်လုပ်ပေးလိုက်တာပေါ့နော်ပြီးရင် wire line ကကြတော့ရန်ရိုးရှင်းတယ်သူစီမှာပါတဲ့ PLUS plus နဲ့ PLUS minus ရှိတယ်ပြီးတဲ့အခါမှာ DIR plus minus ရှိတယ် PLUS plus နဲ့ DIR plus ကို5 volt ကျွေးပေးရတယ်နောက်တစ်ခုကကြတော့ DIR minus နဲ့ PLUS minus ကြတော့ audio box မှာ audio box ရဲ့ digital နံပါတ်9ရဲ့မှာထားရလိုက်တယ်ဆိုရင်ဒါအထက်ထဲမှာကုတ်ရေးတဲ့အခါကိုရေးတဲ့ကုတ်ထဲမှာဒီဟာတွေကိုပြောင်းပြီးတော့ရေးလိုက်တယ်ဆိုရင်ဒါမော်တာတစ်ခုကလဲပတ်ပြီ